OK ဒီနေ့မှာတော့ကျွန်တော် scan precision လေးကြောင်းပြောချင်ပါတယ် scan precision ဆိုတာကတော့ကျွန်တော်တို့ဒီဆရာတို့ရဲ့ဒီ scan ဖတ်လိုက်တဲ့ data ကတိကျမှုရှိမရှိပေါ့နော်အလွယ်ပြောရအောင်အဲ့ဒီဟာလေးပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ဆက်ပြထားလေးရှိပါတယ်ဘာလို့ဆိုတော့ဒီနေ့ကျွန်တော်စီမှာဒီ dynamic model study model လေးရှိတယ်ပေါ့နော်ဒါလေးရှိတယ်ပေါ့ဒီကောင်ရဲ့ကျွန်တော်တို့က scan ဖတ်ထားတယ်နောက်ပြီးတော့ဒီမှာကျတော့ကျွန်တော်တို့ကဒီကျွန်တော်စီကဥတော်ဆက်မြန်မာတက်တဲ့ accurator 3D printer နဲ့ထုတ်ထားတယ်ပေါ့နော်accurator 3D printer မှာဆိုရင်ကျွန်တော်တို့က100 micron နဲ့ထုတ်ထား100 micron resolution နဲ့ပြန်ထုတ်ထားပါပေါ့နော်ဒါကတော့ standard နဲ့ထုတ်ထားပါပေါ့နော်အဲ့ဒီဟာထုတ်ထားတဲ့ဟာနှစ်ခုကိုကျွန်တော်တို့ပြန်စီပြီးတော့ scan ပြန်ဖတ်ပြီးရှင်းပြပါမယ်ဟောကျွန်တော်တို့လိုက်ကြည့်လိုက်ကြကျွန်တော်ဒီသုံးမှာတော့ဒီ i900 classes လေးပေါ့နော်ဒီ scanner လေးသုံးထားရတယ်ကျွန်တော်ပထမဆုံးကျွန်တော်ဒီ model ကို scan ဖတ်လိုက်ကြအောင်တော့ထုံးတာ dash line ကိုတခြားမြင်အောင်ပြင်ဖတ်မယ်ဒီနေ့ကတော့အဓိကဒီပေါ့နော်သွားတဲ့ဒီ area နဲ့ဒီ dash line ကိုကျွန်တော်ဒီကရှင်းကြည့်မှာပေါ့နော်Okay အဲ့တော့ data လေးပေါ့နော်ရပြီဒီတစ်ခုဒီချို့ပေါက်တဲ့နေရာလေးကျွန်တော်မဖြည့်တော့ဘူးပေါ့နော်အမြန်လေးပြလိုက်ဘယ်ခုကတော့ဒီ dynamic model လေးပေါ့နော် 3D print ထုတ်တဲ့ dynamic model scan ဖတ်ပါမယ်Okay ဒါဆိုရင်ကျွန်တော်တို့က scan စပြီးတော့ရှင်းကြည့်လို့ရပါပြီကျွန်တော်တို့ဒီ data လေးပြီးရဒီခဏစောင့်လိုက်မယ်နော်အဲဆိုတော့ကျွန်တော်တို့ကဒီ scan data နှစ်ခုရရှိလိုက်ပါတော့ဒီကျွန်တော်တို့ရဲ့ဒီ dynamic model scan နဲ့ဒီ 3D print scan နှစ်ခုရရှိလိုက်ပါတော့အဲ့ဒီဟာကိုကျွန်တော်တို့ကဒီ magic design ဆိုတဲ့ software လေးမှာပြန်ပြီးတော့တွဲပြမယ်ပေါ့နော်ထပ်ပြမယ် okay ကျွန်တော်တို့ဒီမှာဆိုရင်ဒီ reference နဲ့ target ကိုကျွန်တော်ရွေးပြီးသားဖြစ်သွားပြီကျွန်တော်တို့ reference ကဒီ model ပေါ့နော် target ကတော့ဒီ 3D model ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ပြန်ပြီးတော့ align ချကြည့်မှာပေါ့ဒီမှာကျွန်တော် automatic align ကိုသုံးလိုက်ပါတော့ automatic align ပြီး manual alignment နဲ့လည်းချကြည့်လို့ရပါတယ်ဒီလိုချပြီးဒီလိုမျိုးတော့ကျွန်တော်တို့ကထပ်သွားပြီပေါ့နော်ဒီတိုင်းကြည့်ရင်တော့ကျွန်တော်တို့က deviation တွေပါတခြားမကြည့်မသိဘူးပေါ့နော် position ဘယ်လောက်ရှိလဲဆိုတာ okay ကျွန်တော်တို့ကဒီဘက်မှာdeviation display mode ဆိုတာရှိတယ်အဲ့ဒါလေးနှိပ်လိုက်ဆိုရင်ကျွန်တော်တို့က scan data ကိုမြင်ရပြီ scan data မှာဆိုရင်ကျွန်တော်က target နဲ့ measure material ကိုကျွန်တော်တို့ကတန်းမြင်ရအောင်နော် okay ဒီမှာဆိုရင်ကျွန်တော်စိမ့်နေတဲ့ area လေးကဒါ data ကောင်းတယ်လို့ပြောလို့ရပါတော့စိမ့်တဲ့ area ဒီ arch line တစ်လျှောက်မှာ data အဆင်ပြေတယ်
0.03 millimeter ရှိတယ်ပေါ့နော် micron နဲ့ဆိုရင်3 micron လောက်ပဲရှိတယ်ပေါ့နော်ကျွန်တော်ဒီ matic scanner မှာဆိုရင်တော့ဒီ30 micron လောက်ထိတော့အနည်းဆုံးကွာခြားချက်ရှိတယ်လို့ပြောကြရပေါ့နော်သူရဲ့ဒီမှာတော့ commercial ရတော့10 micron လောက်လို့ပြောကြရပေါ့နော်ဒါတော့ scan ဖတ်တဲ့အနေထားပေါ်မူတည်တယ်ကျွန်တော်တို့ဒီ scan ဖတ်တဲ့method တွေပေါ်တော့မူတည်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်မြင်ရတဲ့အတိုင်းပဲဒီပြာနဲ့ area လေးကဒီအနည်းငယ်လျှော့တယ်ပေါ့နော်ဒီဝါနဲ့ area လေးကတော့အနည်းငယ်ပို့တယ်ပေါ့နော်အဲ့လိုလေးရှိပါတယ်ကျွန်တော်ဒီဘက်ပြီးမှပြင်လို့ဆိုရင်0.353 mmနဲ့-0.35ပြန်နေ0.353 mm ပေါ့နော်အဲ့ဒီရှိနေပေါ့ကျွန်တော်ဒီမှာ map ကိုကြည့်လို့ဆိုရင်လည်းဒီအတွင်းမှာရှိနေပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ overall ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကposition ကောင်းတယ်လို့ပြောလို့ရပါတော့เนาะဒီ Arsenal ရှောင်းမှာလည်း position ကောင်းတယ်ဒီ 3D print ထုတ်ထားတဲ့ model နဲ့ဒီ Daniel model နဲ့ကလည်းခွာကြမရှိဘူးဆိုတော့တွေ့ရပါဘောเนาะဒါတော့ကျွန်တော်တို့base scanner လို့ဆိုစမ်းကြည့်တဲ့လို့လည်းထင်ပါတယ်ဒီကျွန်တော်တို့ YouTube ရဲ့အတွက်ကျေးဇူးတင်ပါတယ်